ယူရိုင်းမို့လို့အသားတုံးနဲ့လဲတာအဲ့ဒါယူရိုင်းမို့လို့အသားတုံးနဲ့လဲတာ ဘာလို့လဲ ဟာအဲ့ဒါယူရိုင်းမို့လို့အသားတုံးနဲ့လဲတာအဲ့ဒါယူရိုင်းမို့လို့အသားတုံးနဲ့လဲတာ